ဘာလို့တပည့်စီလုံးနေလေဟောရောနီးတော့မှာမင်းကအမျိုးပါဟိုနေ့ကမေးလုံးနေလို့ငါဒီမှာတပည့်စီလုံးနေတယ်ကွာ马来香锅耶，马来毛菜耶，白白地耶，比有蟹耶，比如话ခဏလေးဘေဘီ把龙骨ဟိုဘေဘီပြောတဲ့မာလာရှန်ကိုတွေဘာဖြစ်တယ်ဘာပဲဒီ白白地的。ဟိုကိုတို့ရွာမှာဘယ်လိုလုပ်ရမှာလဲကွာ啊，没有吧？我嘞，baby，我请我就要嘛不。ဘာလို့တပည့်စီလုံးနေလေဟောရောနီးတော့မှာမင်းကအမျိုးပါဟိုနေ့ကမေးလုံးနေလို့ငါဒီမှာတပည့်စီလုံးနေတယ်ကွာဒီကတူတွေကို easy အပြီးပို့ပေးရနော်အဲ့ဒါသွားပို့လိုက်ပတ်စံနဲ့ပူတောင်းတယ်ငါသွားပို့ရမှာဟုတ်တယ်ရောသွားပို့လိုက်အတူပဲလားရှင်းပါဦးလားအစီကငါမပြီးသေးလို့ပြီးလို့ရှင်လာပို့ပေးမယ်လို့တခါလေးပြောခဲ့လိုက်ဟုတ်ပြီလားနော်အေးပါဟုတ်ဟမ်ကော်ဖီမဟုတ်လားဟေးကော်ဖီဟေးလာအာကွာဘယ်တော့ဟာလေကွာလာထိုင်မင်းလည်းဒီရှေ့ဖြတ်တာတော့အိမ်ထဲမုံမင်းတို့လိုလုံးမရှိကံမရှိမဟုတ်ဘူးကွာအခုလုံးနေမင်းမမြင်ဘူးလားအတော်ပဲမင်းရောက်တာနဲ့ရော့မင်းအောင်ပို့ရမှာတခါလေးယူပါတရားချောင်းမခိုးနဲ့ငါလှုပ်သွားမှာဟိုဘက်အိမ်ရဒီဘက်မှာဘာမှမဆိုင်ဘူးမင်းအခုသွားပြီးအိမ်ရောက်မှာမဟုတ်ဘူးလားမင်းပတ်စံမယူလားပတ်စံအမေးစီမှာယူအနီးလည်းအမေကိုပဲပေးလိုက်ဟုတ်တယ်ပတ်စံမယူအောင်ပြောအောင်ကျန်တဲ့ကိစ္စလေးပို့မယ်ဆိုတော့ကျွန်တော်ပြောအောင်ပတ်စံတစ်ခါယူခဲ့လိုက်ဟုတ်ရောကော်ဖီဟုတ်လေမင်းတယောက်နေလားဘေးမှာဖော်ပါတာမြင်လို့လားမဟုတ်ဘူးမင်းကဘာအုံနိုင်များထင်နေလားဟမ်ရောဟုတ်တယ်အုံတိုင်းဆိုတော့ငါပြောမယ်အုံတိုင်းဆိုပြီးချစ်စရာရင်တော့ဘောဝကကလေးမပြောရဲလားပြောတာပေါ့မောင်ရဲ့မနေ့ကလူနေရောက်တဲ့သွားတာဘုံလေးရှင်လေးရိုင်းခုံမလည်းရင်နေခုံတာပဲဒါနဲ့ခုနကမဖះရှိမှာအကြာကြီးပဲဆူတောင်းဘာလို့ဆူတောင်းလဲမလားမောင်နဲ့ထားရတူနေရပါလို့လို့ဆူတောင်းနေတာမောင်ရဲ့ဟုတ်လားဟုတ်တာပေါ့မောင်ကသူများကိုပြောနေတာမောင်ကဘာလို့ဆူတောင်းတာလဲပြီးတော့မောင်ကချေရောချေတယ်လားမောင်ရဲ့ဟိုမရေဘလို့များမေးလိုက်တာလေမောင်ကလေတယောက်တည်းပါမိုင်းတကယ်ပူလို့နဲ့အော်မပူပါဘူးတကယ်ချစ်တာဒါနဲ့မဘလို့တခုတော့စားမယ်လေစားလို့မောင်တော့လေမလီပြောလိုက်တယ်မောင်တဘောနဲ့ချစ်လိုက်တယ်ဆိုတာဖះရှိမှမလို့နော်ဘာဒီပြောနေရတော့စက်ကောလက်ကောကလေးချဲမလာလေဘယ်နော်ဆိုရင်မလို့နော်ကိုပြာဘေဘီခုနဟိုရခိုင်မုတ်တီနဲ့ဟိုကနေစားဒေါက်တိုးနဲ့စားပြီးဆိုတော့လေဒီတစ်ခါကျရင်ကိုကဘေဘီကြိုက်တဲ့မာလာရှန်ကိုရယ်မာလာမောက်ချရယ်ဘဘဒီရယ်ပြီးရင်ဟိုရှက်ရယ်ပြီးတော့ဟိုဟာခဏလေးဘေဘီဘာလုံးကိုဟိုဘေဘီပြောတဲ့မာလာရှန်ကိုတွေဘာဖြစ်တယ်ဘာပဲဒီဘဘဒီတွေဟိုကိုတို့ရွာမှာဘယ်လိုလုပ်ရမှာလဲကွာအာမရောက်ပါဘူးကိုလေဘေဘီကိုချင်းကိုဝယ်ကျွေးရမှာပေါ့ဟုတ်တယ်လားဘေဘီကနော်အဲ့လိုတရုတ်တည်းစိတ်ကောက်တာလေးကချစ်နေရတယ်ကျွေးမှာပါဘေဘီကလေကိုချစ်ပါတယ်နော်အမေဟုတ်လို့လားချစ်တာပေါ့ဒါမဲ့နော်ကိုနော်တခုပြောထားမယ်နော်ဘေဘီကကိုအရန်ချစ်တာနော်ကိုတခုခုမှဘေဘီကိုထားခဲ့တာလို့တစ္ဆာဖောက်တာလို့ဆိုရင်တော့နော်ကိုနော်ချစ်တယ်နော်အလိုမလိုက်ဘူးနော်ဘေဘီပေါ်တစ္ဆာဖောက်လို့ကိုလေရင်ဝင်နဲ့ထပ်ပြီးဒါနဲ့ထိုးမှာအမလီပြောတာနဲ့နှလုံးခုန်တဲ့နဲ့ရက်တန်သွားတာပဲဘေဘီရဲ့ဘလို့လို့တစ္ဆာဖောက်မှာလဲတကယ်တော့လေကိုကတယောက်တည်းပါပြီးတာပဲအဲ့ကြောင့်ကိုချစ်တာအမေစက်မလောက်ကိုလေမင်းတို့ကကွာငါမြင်ခဲ့တာမြန်မာဆဆန်လေးကွာအရင်လာဟုတ်ညာအဖေါ်တက်လေမမီဘူးဩချစ်လေဘာတွေပြောနေတာတော့မလေးချစ်လက်ကလေးကိုင်းပြီးတော့မအရသာလေးခံချစ်မျက်နှာလေးအဲ့လိုဒစိမ့်စိမ့်လေးကြည့်ချင်လို့
ချစ်ကိုချစ်လိုက် ချစ်ဘလို့ပြောလိုက်တာလေချစ်မချစ် အဲ့ဒါဆိုရင်လေချစ်တို့နီးစက်ချင်တယ် ခုလည်းနင်းနေလေးပဲဘယ်တော့မှဝေးလို့ အဲ့လိုပြောတာမဟုတ်ဘူးလေချစ်တို့ရဲ့တယောက်နဲ့တယောက်ဘွားရဲ့နီးနီးဆက်ဆက်နဲ့အများဆုံးလက်တွဲချင်ပြီးအဲ့လိုပြောတာ ဩကြည့်ရလေကွာကိုမယုံတာလားစိတ်တော့မကောင်းမချစ်ကိုယ့်မျိုးလုံးတက်တက်ကြည့်တာတကယ်တော့လေကိုကတယောက်တည်းပါ ငါ့ရဲ့တိတ်တက်တယ် ဩစကားတက်တာမဟုတ်အဲ့ဒါတည်းကချစ်ကိုချစ်လို့မလေးမိသားလေ နေရပါလေ မိသားကခေါင်းမမီဘူးဖြစ်နေလို့ မဟုတ်ပါဘူးကွာဝဝကကလေးမစပင်းလေးနဲ့ဝတ်ထောင်းမှုလောက်ကွာဘောကကြလေးနဲ့ကွာဟဲ့ငါမျက်နီးနဲ့မြင်တာငါမျက်လုံးနဲ့လောက်ပါကွာဒီနဲ့ပြောသွားတာငါမျက်လုံးနဲ့မတက်မြင်တာကွာဓမ္မဆန်ဆန်လေးပါကွာ ပိမပါချစ်စရာလေး ဝဝကကလေးဓမ္မဆန်ဆန်လေးငါတွေးခဲ့တာတော့ပြီကွာရောညတော့ပြောမြင်တော့ထားတော့ခုမင်းတော့မှမလားနင်းနီးသွားပို့လိုက်နော်ဟုတ်ပြီလားပတ်စံတစ်ခါလေးယူခဲ့လိုက်နော်ပတ်စံတစ်ခါလေးယူခဲ့အေးပါမင်းကအကြီးဆိုပြီးဟောက်နေတော့တာပဲရော့ဟောက်သွားပို့လိုက်သွားမယ်ရော့ဟောအေးရောဒီကပြုတ်အာ နင်းဟိုကမဟုတ်တာတော့ အေးပါကွာသွားပို့လိုက်ပါမယ် လာ ငါလေးတလားနင်တို့ပြောမပြောနဲ့ငါပြောဖို့မိတ်နေရှိ ပြောနေ ငါခုလေငါနဲ့ချစ်နေတယ်ငါရဲ့ကိုကိုကလေငါစားကျင်တာလဲဝက်ကျွေးတယ်ငါလိုချင်တာလဲလေပူစားလိုက်တာနဲ့ဟက်ချလောင်းနေတိလားငါ့အရင်ချစ်တာ ဟုတ်လားအဲ့ဆိုလည်းငါလည်းပြောမလဲငါရဲ့မောင်ကျတော့အဲ့လိုမဟုတ်ငါမှလေငါထက်တာငယ်တယ်ဒါပေမဲ့လေငါထက်ပိုးပြီးရင်းချက်တယ်ငါ့ကိုပိုးလဲချစ်တယ်အလိုလဲလိုက်တယ်သိလား နင်မှမရှိဘူးလား ရှိရပါဘောငါဒီနင်တို့နဲ့လမ်းကြုံလို့ဆိုငါကြွားမှဆိုငါစိတ်ကူးရတာပြီးတော့လေကိုကလေငါ့ကိုတအားချစ်တယ်သူ့ဘွားမှာလေတစ်လုံးနဲ့ရှင်ပြောရင်တော့မှလေချစ်တယောက်တည်းကိုပဲချစ်တာ ကဲပိုလုံးအားကြီးတယ်နော်ညီ ဟဲ့ကြော်ရင်တော့ငါတို့မိတ်ဆက်ပေးရမယ် ဟုတ်ငါခေါ်လာခဲ့မယ် အေးနော်မိမရင်နော်အပြောမကြီးနဲ့နော်နင်တို့ချစ်သူတွေနဲ့ငါ့ကိုလည်းမိတ်ဆက်ပေးရမယ်ငါချစ်သူနဲ့လည်းနင်တို့မိတ်ဆက်ပေး အဲ့ဆိုဒီလိုလုပ်ပါလားငါတို့တွေတရက်လောက်စုံမယ်ဆိုပြီးချိန်နိုင်မယ်ပြီးတော့နင်လည်းခေါ်လာငါလည်းခေါ်လာ အေးငါတို့မစားကြဘူးစားကြရတယ်ဟာကိုကို ဘေဘီ မောင် မချစ်ကလေးလူဆောင်နေနော် ဟာလေ ဘာဘီတတာ ဘယ်ဝမ်းမလဲဒီကိစ္စကိုရှင်းရှင်းအောင် ဘာရှင်းမလဲ ငါရှင်းရှုပ်ထားတဲ့အရှုပ်တွေလေ လူဆောင်နေနော် လူဆုံးနေကျမတို့တငယ်ချင်းခောက်ခောက်တွေ တကယ်ချင်းနေလားဟုတ်တယ်ဒါနဲ့ပြေးသွားကြမလို့ ဘယ်မှာဘာဘယ်ကိစ္စကိုရှင်းရှင်း ဘာလို့ပေးပြီလဲဘာလို့မလဲဟမ်ဟာဒီဘာရှောက်တာလဲလို့ သူ့ဘလို့ခေါ်တာလဲ ချစ်ဆိုချစ်လေပြောတော့တယောက်တည်းမှာဆို နင်းဟောငါဘလို့ခေါ်လဲ ငါလို့ခေါ်တာလေမောင်ပြောတော့မတယောက်တည်းဆို နင်ငါ့ကိုနင်ဘယ်လိုပြောခဲ့လဲငါ့ကိုလည်းတယောက်တည်းပါဆို ငါပြောတာဘာမှလို့လဲလို့နင်တို့က3ယောက်ငါ1ယောက်တည်းအဲ့တော့မလို့ငါ1ယောက်တည်းပါလို့ပြောတာပါဟာ